ဗီဒီယိုမှာတော့ကျွန်တော်ခရစ်ယာန်အိမ်ထောင်မိသားစုအကြောင်းကိုဆက်လက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ခရစ်ယာန်အိမ်ထောင်မိသားစုဟာ training field ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုလေ့ကျင့်ကကွင်းဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်လေ့လာတော့မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုနှစ်ခုမှာခရစ်ယာန်အိမ်ထောင်မိသားစုဟာတာမန်မိသားစုမဟုတ်ဘူးတာမန်မိသားစုလိုမျိုးကျွန်တော်တို့ကလှုပ်ရှားနေတာမျိုးတိဆောက်နေတာမျိုးဆက်ဆံနေကြတာမျိုးမဟုတ်ပဲနဲ့မိသားစုကို battlefield စစ်မြေပြင်လို့သဘောထားဖို့ရည်ကြီးတယ်ပြီးဒုတိယဗီဒီယိုမှာမိသားစုကို mission field သာသနာကွင်းတစ်ခုလို့ကျွန်တော်ရှုမြင်ဖို့အရေးကြီးတယ်လို့ကျွန်တော်ပြောခဲ့တယ်ဒီဗီဒီယိုမှာတော့အိမ်ထောင်မိသားစုဟာခရစ်ယာန်အိမ်ထောင်ဟာ training field လေ့ကျင့်ရာကွင်းတစ်ခုလို့ကျွန်တော်သဘောထားပြီးတော့ဆက်ဆံဖို့ရအရေးကြီးတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဖော်ပြခြင်းတယ်ကျွန်တော်ပြောလို့ရှိတဲ့စကားလေးတစ်ခုရှိတယ် discipleship start at home လို့ကျွန်တော်ပြောတယ်တပည့်တော်ဖြစ်ခြင်းဆိုတဲ့အရာကတပည့်တော်အသက်တာဆိုတဲ့အရာကမိသားစုမှာအစာပြုတယ်လို့ကျွန်တော်တွေ့ရတယ်ကျွန်တော်တို့အိမ်ထောင်မိသားစုထဲမှာတပည့်တော်တယောက်ရဲ့အသက်တာခရစ်တော်ရဲ့နောက်လိုက်အစစ်မှန်ခြင်းရဲ့အသက်တာကိုကျွန်တော်တို့ကမိသားစုထဲမှာကျွန်တော်အရင်ဦးဆုံးကျွန်တော်ဖော်ပြဖို့ရဖြစ်တယ်ကျွန်တော်တို့ကဖခင်เจ้าမှာဟန်ဆောင်ပြီးနေလို့ရတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကြားထဲမှာကျွန်တော်တို့ဟန်ဆောင်ပြီးနေလို့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့မိသားစုထဲမှာကျွန်တော်တို့ကြာဟန်ဆောင်လို့မရဘူးကျွန်တော်တို့မိသားစုဟာကျွန်တော်တို့ရဲ့တကယ် real life တကယ်အစစ်အမှန်ကျွန်တော်တို့ရဲ့တရုတ်တံအမှန်ဟာဘာလဲဆိုတာကိုကျွန်တော်မိသားစုကအသိဆုံးပဲဖြစ်တယ်ကျွန်တော်တို့ကဘယ်လောက်စိတ်ရှည်တယ်လဲဘယ်လောက်စိတ်တူတတ်တယ်လဲကျွန်တော်တို့ကဘယ်လောက်ထိနူးညံ့သိမ်မွေ့တယ်လဲဘယ်လောက်ထိကြမ်းတမ်းခတ်ထန်တယ်လဲကျွန်တော်တို့ကဘယ်လောက်ထိစိတ်ချယုံကြည်လို့ရတယ်လဲကျွန်တော်တို့ကဘယ်လောက်ထိဟန်ဆောင်ကောင်းတဲ့သူတွေဖြစ်တယ်လဲကျွန်တော်တို့ကဘယ်လောက်ထိအပေါ်ယံဆန်တယ်လဲကျွန်တော်တို့ကဘယ်လောက်ထိတကယ်နှလုံးသားအစစ်မှန်တဲ့ကျွန်တော်ဆက်ဆံတဲ့သူတွေဖြစ်တယ်လဲဆိုတဲ့အရာတွေအားလုံးကိုသူများကိုကျွန်တော်လိန်လို့ရခြင်းရမယ်သူများရဲ့အရှိမတရုပ်ဆောင်ပြခြင်းလို့ရမယ်ဟန်ဆောင်လို့ရရင်ရမယ်ကျွန်တော်မိသားစုတော့ကျွန်တော်ဟန်ဆောင်လို့မရဘူးဒါကကျွန်တော်ဘဝမှာအရေးကြီးတယ်ကျွန်တော်ယောဘဝတ္ထုကိုကျွန်တော်ဖတ်တဲ့အခါမှာယောဘရဲ့စုံစမ်းခြင်းတွေမျိုးမျိုးသူကြုံရပြီးတော့သူရဲ့ဥစ္စာတွေဆုံးရှုံးသားသမီးတွေဆုံးရှုံးတကောလုံးလည်းအနာစိမ့်တွေပေါက်ပြီးတော့ပြန်ပုံထဲမှာငုတ်တုတ်ထိုင်နေရတဲ့အချိန်မှာယောဘမိန်းမကသူ့ယောက်ျားကိုကြည့်ပြီးတော့နင်ဟာဖြောင့်မတ်ခြင်းတရားကိုဆွဲလန်းနေတုံးပဲလားလို့ပြောတယ်ယောဘကဘလို့လူတယောက်ဖြစ်တယ်လဲဆိုတာကိုသူ့မိန်းမကသိတယ်အခုမိသားစုထဲမှာဒီလောက်ထိအဆိုးဆုံးတွေကြုံရတာကယောဘဟာရုပ်မာလွန်းလို့ရုပ်ညံ့လွန်းလို့အသုံးမကျလွန်းလို့အလွယ်လွယ်အချော်ချော်တွေလှုပ်တက်လွန်းလို့ဖြစ်တာမဟုတ်ပဲနဲ့ဖြောင့်မတ်ခြင်းတရားကိုဆွဲလန်းနေသေးတဲ့အတွက်ကြောင့်ဖြောင့်မတ်ခြင်းတရားထဲမှာအသက်ရှင်နေတဲ့ကြောင့်ဖြစ်တယ်ဆိုပြီးတော့ယောဘကိုပြောတယ်ပြောချင်တဲ့အရာကဘာလဲဆိုရင်ကျွန်တော်ရဲ့မိသားစုဝင်တွေဟာကျွန်တော်တို့ဘလို့လူဖြစ်တယ်လဲဆိုတာကိုကောင်းကောင်းသိတယ်ဒါကြောင့်ကျွန်တော်ရဲ့အိမ်ထောင်မိသားစုထဲမှာကျွန်တော်တို့ကိုယ်တိုင်ဒီတပည့်တော်တူပီတာစွာခရစ်တော်ရဲ့နောက်လိုက်ပီတာစွာယုံကြည်သူတယောက်ပီတာစွာဖခင်သားသမီးစစ်မှန်တော်သူတယောက်ပီတာစွာကျွန်တော်တို့အသက်မရှင်ဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုနေရာမျိုးမှာကျွန်တော်တို့ကိုလူတွေကဘလောက်ပဲလေးစားဘလောက်ပဲအကောင်းပြောကျွန်တော်တို့မိသားစုဝင်တွေကကျွန်တော်တို့ကိုလေးစားလို့မရဘူးကျွန်တော်တို့မိသားစုဝင်ရင်းချာကကျွန်တော်တို့ကိုအထင်မကြီးနိုင်ဘူးမယိုသေးနိုင်ဘူးဆိုရင်ကျွန်တော်တို့ဟာတကယ်တော့အတိတ်ပဲမရှိတဲ့သူတွေဖြစ်တယ်ဆိုတာကျွန်တော်နားလေရကျွန်တော်ဘာနာ group ကလိလာမှုစစ်တမ်းတစ်ခုကိုသူတို့လုပ်ခဲ့တယ်ဟိုအနောက်နိုင်ငံတွေတော်တော်များများမှာအသင်းတော်မှာဖျားเจ้าတွေမှာတက်ကြီးပိုင်းနေလူအိုတွေပဲတွေ့ရတယ်လူငယ်တွေတော်တော်များများကဖျားเจ้าတက်မလာကြတော့ဒါကြောင့်ဖျားเจ้าတချို့ဆိုရင်အဲ့ဒီလူအိုတွေကွယ်လွန်သွားတဲ့အခါမှာဖျားเจ้าတက်တဲ့သူတိတ်နဲလွန်အားကြီးလို့ဖျားเจ้าကိုသူတို့ရောင်းလိုက်ရတယ်တချို့ဖျားเจ้าတွေကပကြီးပြခန်းဖြစ်သွားတယ်ကော်ဖီဆိုင်ဖြစ်သွားတယ်ရုပ်ရှင်ရုံဖြစ်သွားတယ်ဘားတွေကလပ်တွေဖြစ်သွားကြတယ်အဲ့တော့အဲ့မှာဘာနာ group ကဘာဖြစ်လို့ဖျားเจ้าတွေမှာလူအိုတွေပဲတွေ့ရပြီးတော့လူငယ်တွေကိုမတွေ့ရတော့တာလဲလူငယ်တွေဟာဘာကြောင့်ဖျားเจ้าကိုမလာချင်ကြတော့တာလဲစိတ်မဝင်စားကြတော့တာလဲဆိုတဲ့အကြောင်းအရာကိုသူတို့သုတေသနတစ်ခုလုပ်တဲ့အခါမှာစစ်တမ်းတစ်ခုလုပ်တဲ့အခါမှာလူငယ်တွေဖျားเจ้าကိုရောက်မလာရခြင်းရဲ့အဓိကအကြောင်းရင်း6ခုကိုသွားတွေ့တယ်အဲ့ဒီအကြောင်းရင်း6ခုကဘာလဲဆိုရင်အဲ့ဒီအကြောင်းရင်း6ခုထဲမှာတစ်ခုကဘာလဲဆိုရင် double life ဆိုတဲ့ဥစ္စာကိုတဲ့ခရစ်ယာန်တွေမှာသူတို့သွားတွေ့ရလို့ဖြစ်တယ်လို့ပြောတယ် double life ဆိုတာကဇယိုက်နှစ်မျိုးနဲ့အသက်ရှင်တာမျိုးကိုသူတို့သွားတွေ့ရတယ်ဖခင်เจ้าမှာသူတို့တွေမိဘတွေရဲ့နေပုံထိုင်ပုံအသက်ရှင်ပုံပြောပုံဆိုပုံဆက်ဆံပုံကတစ်မျိုးအိမ်ကိုရောက်သွားတဲ့အခါမှာသူတို့ခရစ်ယာန်မိဘတွေကအိမ်မှာသူတို့ဆက်ဆံတဲ့ပုံစံ
ဇနီးမယားကိုဆက်ဆံတဲ့ပုံစံခင်ပွန်းတဲ့ကိုဆက်ဆံတဲ့ပုံစံသားသမီးကိုဆက်ဆံတဲ့ပုံစံမိဘကိုဆက်ဆံတဲ့ပုံစံသူတို့ရဲ့နေပုံထိုင်ပုံအားလုံးကဖခင်เจ้าမှာသူတို့မြင်ခဲ့ရတဲ့ပုံစံနဲ့တခြားစီဖြစ်တယ်ဇယိုက်ကနှစ်မျိုးဖြစ်တယ်ဖခင်เจ้าမှာသူတို့ရဲ့ဇယိုက်ကအသွင်တရံကတစ်မျိုးဖြစ်တယ်အိမ်ကိုရောက်လာတဲ့ခါကျသူတို့ရဲ့ဇယိုက်သူတို့ရဲ့အသွင်တရံကနောက်တစ်မျိုးဖြစ်နေတယ်ဒါကိုကြည့်တော့ double life လို့ခေါ်တယ်အဲ့ဇယိုက်နှစ်မျိုးနဲ့အသက်ရှင်တော့သားသမီးတွေကသူတို့ကြည့်တယ်တကယ်သူတို့ရဲ့အစစ်အမှန်ကဖခင်เจ้าကပုံစံမဟုတ်ဘူးအိမ်ကပုံစံကတကယ်အစစ်မှဖြစ်တယ်ဖခင်เจ้าဟာသူတို့တွေတရုပ်ဆောင်နေကြတာသူတို့ဟန်ဆောင်နေကြတာတကယ်တမ်းတော့သူတို့တွေရဲ့တကယ်အခြေအနေအမှန်ကဒီအိမ်မှာမြင်ရတဲ့ဥစ္စာကဖြစ်တယ်ဖခင်เจ้าဆိုတာကတရုပ်ဆောင်နေစုဝေးတဲ့နေရာပဲတရုပ်ဆောင်ပြကြတဲ့နေရာပဲနောက်ဆုံးကျတော့အဲ့ဒီတရုပ်ဆောင်နေကြတဲ့အုပ်စုကြီးကိုသူတို့အထင်သေးသွားတယ်အထင်မကြီးနိုင်တော့သူတို့မလေးစားနိုင်တော့အဲ့တော့အဲ့တရုပ်ဆောင်အုပ်စုထဲမှာငါလည်းမပါနိုင်ဘူးငါမပါချင်ဘူးဆိုပြီးတော့ဖခင်เจ้าကိုစိတ်ကုံစိတ်ပြက်သွားကြတယ်ဆိုပြီးတော့အဲ့ဒီအရာကလူငယ်တော်တော်များများဖခင်เจ้าကိုရောက်မလာရချင်းအကြောင်းရင်းများစွာတဲ့ကနေအရေးကြီးတဲ့အကြောင်းပြချက်တစ်ခုဖြစ်တယ်လို့ကျွန်တော်တွေ့ရတယ်ကျွန်တော်ဘာကိုပြောပြချင်တယ်လဲဆိုပြီးကျွန်တော်တို့ရဲ့အိမ်ထောင်မိသားစုဟာ discipleship လို့ခေါ်တဲ့တပည့်တော်တယောက်ရဲ့အသက်တာစတင်ရနေရတခုဖြစ်ဖို့အရေးကြီးတယ်တကယ်အဲ့ဒီအရာကိုဖခင်เจ้าမှာမြင်ရတော့ကိုယ့်ရဲ့မိသားစုမှာမြင်ရပါအဲ့တော့ကျွန်တော်ရဲ့မိသားစုဟာ training field လို့ကျွန်တော်ပြောတဲ့အတိုင်းပဲခရစ်တော်ရဲ့ဇီရိုက်လက္ခဏာများပေါ်လွင်လာရထင်ရှားလာရလေ့ကျင့်ရာကွင်းတစ်ခုလို့ကျွန်တော်တို့ကမြင်တတ်ဖို့အရေးကြီးတယ်သမာကျမ်းစာကတိမောသေဩဝါဒစာပထမဆုံးခန်းကြီး၄အပိုင်ငယ်16မှာကို၎င်းကိုဆုံးမဩဝါဒကို၎င်းတတိပြု၍အမြဲတည်နေလို့ထို့သောပြုလင်ကို၎င်းနားထောင်သောသူတို့ကို၎င်းကဲတင်လိမ့်မည်လို့ပြောတယ်။ပိုင်ခန်းကြီး9ပိုင်ငယ်10မှာမိမိလူတို့ကိုမပြုစုထိုမြတ်မကမိမိအိမ်သူအိမ်သားတို့ကိုမပြုစုသောသူမိဒီကယုံကြည်ခြင်းတရားကိုညှင်းပယ်၏မယုံကြည်ဘူးသောသူထက်သာ၍ရုပ်ပါ၏လို့ပြောတယ်။ဒီကျမ်းပိုက်တွေကဘာပြောတယ်လဲဆိုရင်ကျွန်တော်တို့တွေဟာမိသားစုထဲမှာကျွန်တော်တို့ဟာပြောတဲ့အတိုင်းကျွန်တော်လှုပ်ဆောင်ရမယ့်သူတွေဖြစ်တယ်မိမိရဲ့မိသားစုဟာမိမိကြောင့်ပျက်စီးသွားတယ်ဆိုရင်မိမိရဲ့မိသားစုကိုတည်တည်ချာချာမပြုစုမတည်ဆောက်မဥဆောင်နိုင်ဘူးဆိုရင်ကျွန်တော်တို့ဟာစိတ်ပျက်စီးရသိကောင်းတဲ့ယုံကြည်သူတွေဖြစ်တယ်လို့ကျွန်တော်ဖော်ပြတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့မိသားစုထဲမှာကျွန်တော်တို့ကိုယ်တိုင်ကနေစပြီးတော့ခရစ်တော်ရဲ့တပည့်တော်တူပီတာဆိုတာအသက်ရှင်ဖို့ရာအတွက်အရေးကြီးတယ်အဲ့တော့ခရစ်တော်ရဲ့တပည့်တော်စစ်ပီတာဆိုတာအသက်ရှင်လာတဲ့သားတွေသမီးတွေဖြစ်လာစေဖို့ရာအတွက်ကျွန်တော်တို့ကလေ့ကျင့်ပေးတဲ့နေရာပြုပြင်ပေးတဲ့နေရာဖြစ်ဖို့အရေးကြီးတယ်ဟုတ်အတိတ်ဘက်ကပါလဲလို့ပြောကိုယ့်ရဲ့သားသမီးတွေဟာဆူတောင်းတတ်တော်သူတွေဖြစ်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ဟာသူတို့ရဲ့အရှိမဆူတောင်းပြဖို့ရအရေးကြီးတယ်သူတို့တွေကိုကျွန်တော်တို့ကနူးညံ့သိမ်မွေ့တော်သူယဉ်ကျေးတော်သူဖြစ်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကနူးညံ့သိမ်မွေ့တတ်ဖို့ယဉ်ကျေးတော်သူဖြစ်တတ်ဖို့အရေးကြီးတယ်သူတို့ကိုကျွန်တော်တို့ကစီကံရှိစေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ဟာစီကံရှိဖို့အရေးကြီးတယ်ကျွန်တော်မှတ်မိသေးတယ်နော်ကျွန်တော်သမီးကိုထမင်းစားတဲ့နေရာမှာဘယ်တော့မှဖုန်းယူမလာနဲ့ဆိုကျွန်တော်ပြောတယ်နော်ညအိယာဝန်ခံနေမှာဖုန်းမကြည့်နဲ့လို့ကျွန်တော်ပြောတော့တရက်တော့ကျွန်တော်ကထမင်းစားနေတဲ့အချိန်မှာကျွန်တော်ဖုန်းကြည့်နေတာမြင်တော့ကျွန်တော်သမီးကကျွန်တော်ပြောတယ်ပပကျော်ဘာလို့ဖုန်းကြည့်ရလဲလို့ပြောတယ်ဆိုတော့ဒီအရာမျိုးကျွန်တော်တို့ဗဇက်ကနေပြောသောအရာတဲ့ကျွန်တော်တို့တကယ်လှုပ်ဆောင်ပြသောအရာကသူတို့ရဲ့အရှိမအရန်ရေးကြီးဆုံးသောအရာဖြစ်တယ်ဒါကြောင့် discipleship ကျွန်တော်တို့တပည့်တော်စစ်ဖြစ်ခြင်းဆိုတဲ့အရာကခရစ်တော်နီးတူဖြစ်ခြင်းဆိုတဲ့အရာကကိုယ့်ရဲ့မိသားစုဝင်ရင်းချတဲ့ကိုကျွန်တော်တို့အရင်ဦးဆုံးဖော်ပြရမယ့်အရာဖြစ်တယ်လို့ကျွန်တော်တွေ့ရတယ်။အဲ့တော့ဒီနေရာမှာအရေးကြီးတဲ့အရာနှစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုရင်နံပါတ်1က modeling လို့ခေါ်တယ်။နံပါတ်2က consistency လို့ခေါ်တယ်။ modeling ဆိုတာကကိုယ်တိုင်ပုံသက်တည်ဖြစ်ခြင်းဖြစ်တယ်။ကျွန်တော်တို့ကိုယ်တိုင်ဟာသားသမီးတွေအတွက်မိသားစုအတွက်အိမ်သူအိမ်သားတွေအတွက်အကောင်းဆုံးပုံသက်တည်ဖြစ်ဖို့အရေးကြီးတယ်။နံပါတ်2ကတော့တချိန်တစ်ခါလေးနဲ့ကျွန်တော်တို့ဖြစ်လို့မရအောင် consistency လို့ပြောတယ် design မှတောက်လျှောက်ကျွန်တော်တို့ဟာမိသားစုကိုပုံသက်တည်ပြဖို့အရေးကြီးတယ်ကျွန်တော်တို့စိတ်ပါတဲ့အခါမှာကျွန်တော်တို့ကပုံသက်တည်ဖြစ်ပြီးတော့စိတ်မပါတဲ့အခါမှာပုံသက်တည်မဖြစ်တော့တဲ့အရာမျိုးကျွန်တော်မဖြစ်ရဘူးကျွန်တော်တို့စိတ်ဖိစီးတဲ့အချိန်မှာကျွန်တော်ဘယ်လိုမျိုးနေထိုင်ကြသလဲကျွန်တော်စိတ်ရှုပ်ထွေးတဲ့အခါမှာကျွန်တော်ဘယ်လိုနေထိုင်ကြသလဲဘယ်လိုတုံ့ပြန်ကြသလဲမိသားစုကိုကျွန်တော်ဘယ်လိုပြငွေရေးကြေးကြက်တဲလုံးတဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုမျိုးဖြည့်ရှင်းကြသလဲကျွန်တော်ငွေရေးကြေးအဆင်ပြေတဲ့အချိန်မှာကျွန်တော်ဘယ်လိုဖြည့်ရှင်းကြသလဲကျွန်တော်ထင်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာမထင်ထားတဲ့အရာတွေဖြစ်လာတဲ့အခါမှာဒီအရာကိုကျွန်တော်ဘယ်လိုတုံ့ပြန်ကြသလဲကျွန်တော်သားသမီးတွေကိုကျွန်တော်ဘယ်လိုတုံ့ပြန်စေချင်ကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ဘယ်လိုတုံ့ပြန်စေချင်တယ်လဲအဲ့ဒီအရာအတိုင်းကျွန်တော်တို့ဟာ modeling ကျွန်တော်တို့ပုံသက်တည်ဖြစ်ဖို့ရအရေးကြီးတယ်လို့စံနမူနာဖြစ်ဖို့ရအရေးကြီးတယ်လို့ consistency လို့ပြောတယ် design မှတ်အဲ့ဒီအတိုင်းဖြစ်ဖို့ရအရေးကြီးတယ်
ဘာကြောင့်လဲလို့ပြောရင်ကျွန်တော်တို့ဟာကျွန်တော်တို့အသက်ရှင်တဲ့ပုံစံဟာကျွန်တော်တို့ရဲ့မိသားစုဝင်တဲ့အိမ်သူအိမ်သားတွေကိုကျွန်တော် train လုပ်နေတာလေ့ကျင့်ပေးနေတာပြင်ဆင်ပေးနေတာဖြစ်တယ်လို့ကျွန်တော်နားလည်ဖို့ဖြစ်တယ်။ဒါကြောင့်အိမ်ထောင်မိသားစုသည် training field လေ့ကျင့်ရာကွင်းလည်းဖြစ်တယ်။အိမ်ထောင်မိသားစုသည် mission field သာသနာကွင်းတစ်ခုလည်းဖြစ်တယ်။အိမ်ထောင်မိသားစုသည် battlefield စစ်မြေပြင်တစ်ခုလည်းဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ရင်ခံယူရင်းနဲ့ဒီ2026ကိုလည်းပဲကျွန်တော်ရဲ့မိသားစုကိုအကောင်းဆုံးတည်ဆောက်တဲ့နှစ်ဖြစ်ကြရအောင်လို့ပြောပေးချင်ပါတယ်။ဘုရားကောင်းချီး